ကျွန်တော်တို့ဒီအတိုရှိနဲ့ပတ်သက်ပြီးတော့မှအခုမှစပြီးတော့ဒီ crypto လောကတွေကိုစဝင်လာတဲ့ညီတွေညီမငယ်တွေအတွက်เนาะဒီဗီဒီယိုလေးလောက်တာပါအခြေခံသမားများအတွက်ရည်ရွယ်ပါတယ်เนาะဆရာကြီးတွေဆိုရင်တော့ကြော်ခွသွားလိုက်ပါเนาะပထမဆုံးကျွန်တော်တို့ဒီလောကတွေစဝင်မဲ့သူဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးစေချင်ပါတယ်เนาะအတိတစ်ခုရသွားမယ်เนาะကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါခရစ်တိုငွေကြေးဆိုတာပါလဲเนาะခရစ်တိုငွေကြေးဆိုတာပါလဲဆိုတော့အရင်ဆုံးသိဖို့လိုပါတယ်ကျွန်တော်တို့လောကမှာဒီအသက်ရှင်တဲ့အခါငွေကြေးရတယ်မရှိမဖြစ်လိုအပ်ပါတယ်เนาะဒါပေမဲ့လူတွေဟာဒီနေ့ဒီငွေနဲ့ပတ်သက်ပြီးတော့မှဒီဘဏ်တွေကိုအယုံကြည်ကင်းမဲ့လာတယ်ပေါ့เนาะဒီကိုယ်ပတ်စံတဲ့ကိုဗျာဒီဘဏ်တွေကနေပြီးတော့မှဒီကိုယ်ပတ်စံတဲ့ကိုထုတ်ခွင့်ပိတ်လိုက်တာမျိုးเนาะဥပမာကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်နိုင်ငံကြီးဖြစ်တဲ့အခါမှာเนาะဘဏ်တွေကနေပတ်စံထုတ်မပေးတာမျိုးเนาะအဲ့ဒီလိုအခါမျိုးမှာကိုယ်ပတ်စံတဲ့ကိုတောကတွေရောက်တာပေါ့เนาะဆိုတော့ငွေကြေးခွာချတာတွေเนาะဒီအစိုးရကနေထိန်းချုပ်တာတွေเนาะငွေကြေးနဲ့ပတ်သက်ပြီးတော့မှညစ်တာတွေเนาะဒါမျိုးတွေခံလာရတဲ့အခါမှာလူတွေကဒီဘဏ်တွေကိုအယုံကြည်မရှိတော့ဘူးเนาะဒါကြောင့်မလို့ဒီစီးပွားရေးသမားတွေเนาะပတ်စံများရှိတဲ့သူတွေကစဉ်းစားကြတယ်ငွေကြေးထိန်းချုပ်မှုမရှိပဲဒီငွေကြေးကိုထိန်းချုပ်မှုမရှိတဲ့เนาะငွေကြေးတစ်မျိုးပေါ့ဘဏ်တွေကနေပြီးတော့မှမထိန်းချုပ်ပဲနဲ့လွတ်လပ်စွာနဲ့လွှဲလို့ပြောင်းလို့ရမယ်ထိန်းချုပ်မှုကင်းမဲ့တဲ့ဒီငွေကြေးစနစ်တစ်ခုကိုလုပ်မယ်လို့เนาะသူတို့စဉ်းစားလာကြတယ်စဉ်းစားလာပြီးတော့မှဒီ crypto ဆိုတဲ့ဟာပေါ်လာတယ်ပေါ့เนาะဆိုတော့ crypto ငွေကြေးကဘာလဲဆိုတဲ့အခါမှာတဲ့เนาะအင်တာနက်ပေါ်ကနေပြီးတော့မှအချင်းချင်းလွှဲပြောင်းလို့ရတဲ့ digital ငွေဖြစ်တယ်เนาะဒီသူ့ကိုဘဏ်တွေအစိုးရတွေကထိန်းချုပ်ထားလို့မရဘူးเนาะဆိုတော့ဒီငွေကြေးမှာဆိုရင်တော့ကျွန်တော်အကြမ်းမြင်ပြောမယ်ဆိုနှစ်မျိုးရှိတာပေါ့လက်နဲ့ကင်တွယ်လို့ရတဲ့ငွေနဲ့လက်နဲ့ကင်တွယ်လို့မရတဲ့ငွေပေါ့เนาะဆိုတော့အခုကျွန်တော်တို့ဒီ crypto ငွေကြေးကြတော့ဒီ crypto currency ကြတော့လက်နဲ့ကင်လို့မရတဲ့ကင်တွယ်လို့မရတဲ့ငွေကြေးတွေမှာပါတယ်ပေါ့เนาะဆိုတော့ဒီလူတွေကဒီဘဏ်တွေကိုအယုံကြည်ကင်းမဲ့လာပြီးတော့မှဘဏ်တွေရဲ့ထိန်းချုပ်မှုမရှိတဲ့เนาะထိန်းချုပ်မှုနဲ့ကင်းလွတ်တဲ့ငွေကြေးစနစ်တစ်ခုကိုတည်ထွင်လိုက်တယ်အဲ့ဒါဟာ crypto ငွေကြေးဖြစ်ပါတယ်ဆိုတော့ crypto ငွေကြေးတွေကဒီလူတွေเนาะအသုံးပြုမှုများလာတယ်များလာတဲ့အခါမှာဒီ crypto တွေကိုလည်းအပြိုင်ဆိုင်ထုတ်လာတယ်ပေါ့เนาะဆိုတော့ company တွေကနေပြီးတော့မှကိုယ်ပိုင်သူတို့ရဲ့ငွေတွေကိုထုတ်တယ်ပေါ့เนาะဒါပေမဲ့ငွေဆိုတာလည်းသုံးဆွဲသူမရှိရင်တန်ဖိုးမရှိဘူးပေါ့เนาะအခုကျွန်တော်ပတ်စံဆိုတာလည်းစက်ကူတစ်ခုပဲကျွန်တော်တန်ဖိုးတစ်ခုသတ်မှတ်ထားတဲ့အတွက်ကြောင့်လားเนาะကျွန်တော်တို့အချင်းချင်းကြားထဲမှာတန်ဖိုးတစ်ခုဖြစ်နေတာပေါ့ဆိုတော့ဒီငွေကြေးကိုလည်းကုမ္ပဏီတွေကထုတ်တဲ့အခါမှာဘာတန်ဖိုးမှမရှိသေးဘူးပေါ့เนาะဆိုတော့တန်ဖိုးတစ်ခုရှိလာဖို့အတွက်ကဒီသုံးဆွဲတဲ့သူတွေများလာမယ်ဒီအပေါ်မှာတန်ဖိုးထားတဲ့သူတွေเนาะရှိလာမယ်ပေါ့เนาะအဲ့ဒီလိုဖြစ်လာဖို့အတွက်ကိုသူတို့ကဒီငွေကြေးကိုထုတ်ပြီးတဲ့အခါကျတော့ဒီငွေကိုသုံးဆွဲသူရှိလာဖို့အတွက်ကိုအလကားပေးတာပေါ့เนาะဆိုတော့အဲ့ဒီလိုအလကားပေးတာကိုကျွန်တော်တို့ airdrop ပေးတယ်လို့ခေါ်တယ်เนาะဆိုတော့အလကားပေးတာပေါ့เนาะဘာဖြစ်လို့အလကားပေးတာလဲယူနေတာလားเนาะအဲ့ဒီလိုမျိုးတချို့ကမေးတယ်เนาะပတ်စံကိုဘာလို့အလကားပေးတာလဲเนาะယူနေလို့မဟုတ်ဘူးပြီးတော့ကျွန်တော်တို့ ਨੇ အမျိုးတော်လို့လည်းပေးတာမဟုတ်ဘူးเนาะဥပမာဆိုပါဆိုအခုကျွန်တော်တို့လုပ်တဲ့ဒီအတိုရှိ coin ဆိုရင်သူကเนาะကျွန်တော်တို့သူ့ရဲ့ coin တွေကိုအလကားပေးနေတယ်ကျွန်တော်တို့ကဝင်ပြီးတော့မှတနေ့တနေ့နှိပ်ပြီးတော့ယူရတယ်ပေါ့เนาะဘာဖြစ်လို့အလကားပေးတာလဲเนาะသူကအလကားပေးတာမဟုတ်ဘူးဥပမာဆိုပါဆိုသူတို့ကเนาะတန်း20ထုတ်တယ်ဆိုပါဆိုအတိုရှိ coin တန်း20ထုတ်တယ်ဆိုပါဆိုအဲ့ဒီတန်း20ကိုเนาะလူအားလုံးကိုပေးတာအကုန်ပေးတာမဟုတ်ဘူးเนาะတန်း20မှာမှเนาะတသိန်းလောက်ကိုသူကအလကားပေးပြီးတော့เนาะဈေးထွက်တဲ့အခါမှာဟိုတန်မိုးတက်လာတဲ့အခါတန်မိုးရှိလာတဲ့အခါမှာသူကကျန်တဲ့ပတ်စံတွေကိုသူကရောင်းစားမှာเนาะဆိုတော့ကျွန်တော်တို့ကိုပေးတယ်ဆိုတာကအခမဲ့ပေးတယ်ဆိုတာအယိုးလောက်ပေးတာเนาะသူတို့ကကျန်တဲ့เนาะ100 ရာခိုင်နှုန်းမှဆို10 ရာခိုင်နှုန်းလောက်ကိုအလကားပေးပြီး90 ရာခိုင်နှုန်းလောက်69 ရာခိုင်နှုန်းလောက်သူတို့ကရောင်းစားတာဒါကြောင့်အလကားပေးတယ်ဆိုပြီးတော့မှကျွန်တော်တို့เนาะဟာဘာကြောင့်အလကားပေးရတာလဲဆိုကျွန်တော်တို့တွေးမိမှာဆိုလို့ကျွန်တော်ပြောပြတာเนาะဆိုတော့အခုဒီအတိုရှိ coin ဆိုရင်လည်းသူကသူ့ရဲ့ coin ကိုသူထုတ်တယ်ဗျာသူပတ်စံကိုသူထုတ်တယ်ဒါပေမဲ့တန်မိုးမရှိဘူးသုံးဆွဲတဲ့သူမရှိသေးဘူးဒါကြောင့်မလို့
သုံးဆွဲတဲ့သူရှိလာသူကိုတော့သူကအလကားပေးနေတာเนาะဆိုတော့အလကားပေးတဲ့အခါမှာကျွန်တော်တို့ကဝင်ယူရတယ်သူကသတ်မှတ်ထားတဲ့သူ့ရဲ့အရေးအတွက်ရှိတယ်သူကလူတန်း20ပြည့်အောင်သူ့ရဲ့ coin ကိုပေးမယ်လို့သူကယူထားရင်လူတန်း20မပြည့်မချင်းသူ့ရဲ့ project ကိုသူကဆက်လုပ်မှာပေါ့နော်ဆိုတော့အဲ့ဒီလူတန်း20ပြေးဖို့အတွက်ကိုလည်းသူကစူးစမ်းနေတာပေါ့နော်အခုကျွန်တော်တို့ကိုဒီအတိုရှိမိုင်းင်းမှာလူ4ယောက်ဖိတ်ခေါ်ခိုင်းတယ်တစ်လောက်ကို4ယောက်အထက်เนาะ4ယောက်အနည်းဆုံးဖိတ်ခေါ်ရင်เนาะသူကဒီဒေါ်လာ50နီးပါးကိုသူကပေးတယ်ပေါ့เนาะစုဝက်ဖြစ်နေပေးတာเนาะအဲ့ဒါကဘာအတွက်ပေးလဲဆိုတော့သူ့ရဲ့ငွေကြေးကိုလူများများသိဖို့အတွက်ကိုကျွန်တော်တို့ကြွညာပေးတဲ့အတွက်ကြောင့်စုဝက်နေနဲ့ပေးတာဒါပေမဲ့ဒီတလားရတဲ့ဟာအဓိကတော့မဟုတ်ဘူးအဓိကကဘာလဲဆိုတော့သူ့ရဲ့ coin ဈေးထွက်တဲ့အချိန်ပေါ့เนาะအဲ့ဒါကအဓိကဖြစ်တယ်အဲ့ဒီရဲ့အချိန်ကျရင်တော့ကျွန်တော်တို့အားလုံးကထုတ်ပြီးတော့ရောင်းစားခွင့်ရမှာဖြစ်ပါတယ်เนาะဆိုတော့အခုတူးထားတဲ့သူတွေเนาะတလားငွေပေါ်ခြင်းလဲဆိုရင်တော့ကျွန်တော်လူ900ပေါအောင်ကြိုးစားပါတကယ်လို့လူ900တင်ရမပါဘူးဆိုရင်လည်းဒီကောင်ဈေးထွက်တဲ့အချိန်ကျတော့ရောင်းစားလို့ရမှာဖြစ်ပါတယ်เนาะဒါကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုဒီနေရာမှာအဆုံးသတ်လိုက်မယ်ကျွန်တော်တက်နိုင်သလောက်တော့ကျွန်တော်နားလေတော့ကျွန်တော်ရှင်းပြထားတာဖြစ်တဲ့ဒီ crypto အကြောင်းပြောရင်တော့ဒီတက်မကပို့ပြီးတော့ကျေပြန့်တယ်ပေါ့เนาะဆိုတော့ပို့ပြီးတော့အသေးသေးသိရင်တော့ကျွန်တော်တိုက်ရိုက်လာမေးလို့ရပါတယ်ကျွန်တော်တီးသလောက်ကျွန်တော်ဖြည့်ပေးတယ်เนาะ